မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ Pravita Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဖတ်ပြပေးမှာကတော့ဆရာပန်းပေါ်သိမ့်ဖေရှိသားထားတဲ့မိမိကိုယ်ကိုညံ့တယ်လို့အထင်မသေးပါနဲ့မနှင်းမျိုးပွဲဇလန်းတွေကိုပြောပြခြင်းကိုရပ်ပါဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။မိမိကိုယ်ကိုညံ့တယ်လို့အထင်မသေးပါနဲ့လူတော်တော်များများမှာအားနည်းချက်တစ်ခုရှိနေတဲ့ဝမ်းနေစရာကောင်းတာကအားနည်းချက်ရှိတယ်ဆိုတာကိုသူတို့ကိုယ်တိုင်သတိမထားမိကြဘူးအဲ့ဒီအားနည်းချက်ဟာပါလေမိမိညံ့တယ်ဆိုပြီးကိုအထင်သေးတတ်တဲ့အကျင့်ပါအဲ့ဒီအကျင့်ရှိသူတွေဟာသူတို့ကိုသူတို့ခုလိုပြောတတ်တွေးတတ်ကြတယ်ငါဟာဝါလွန်းတယ်ငါကညံ့လွန်းတယ်ငါလှုပ်လိုက်ရင်တလွဲတွေကြီးပဲစားတာမျိုးတွေပါတင်လဲအဲ့ဒီလိုပြောတတ်တွေးတတ်သူလားဆိုတာကြံစင်စားကြည့်ပါမိမိကိုညံ့တယ်လို့အထင်သေးခြင်းရဲ့ပြဿနာကမိမိမှာရှိတဲ့အရည်ချင်းကောင်းတွေကိုအလေးမမူတတိမထားပဲညံ့တယ်လို့ထင်နေတဲ့အချက်တွေကိုမှန်ကန်ကြောင်းအတီးပြုဖို့အမြဲတမ်းစူးစမ်းနေခြင်းပါဥပမာတစ်ခုပြောပြမယ်တင်ဟာကို၄ချိန်ဝေးချဖို့စူးစမ်းနေတာနောက်ဆုံး၅ပေါင်ကိုချဖို့အခက်တွေးနေတယ်ဒီတော့တင်ကိုတင်မှန်ထဲမှာကြည်လိုက်တိုင်းအဲ့ဒီအလေးချိန်၅ပေါင်မကြတာကိုပဲစဉ်းစားနေတယ်၅ပေါင်ထက်ကြအောင်မလုံးနိုင်လို့မိမိညံ့တယ်လို့တွေးနေတယ်ဒါပေမဲ့တင်းရဲ့ကျမ်းမာရေးဟာအကောင်းဆုံးအခြေအနေမှာရှိနေတယ်ဆိုတာကိုမတွေးမိဘူးအတိအမှန်မပြူဘူးကျေးဇူးမတင်မိဘူးနောက်ထပ်ဥပမာတစ်ခုတင်းဟာစကားပြောကောင်းသူတယောက်မဟုတ်ဘူးလို့ထင်နေတယ်ထင်ရတဲ့အကြောင်းကဒီလိုပါတခါတော့ကအတန်းဆရာကတင်းကိုအတန်းရှိထွက်ပြီးစကားပြောခိုင်းတယ်တင်းစကားပြောနေစဉ်မှာအတန်းသားတွေဟာတင်းပြောနေတာကိုနားမထောင်ကြပဲသူတို့ချင်းချင်းစကားပြောဆိုနေကြတာကိုပြန်တတိရတယ်ဒါကြောင့်တင်းစကားပြောမကောင်းဘူးဆိုပြီးမှန်တယ်လို့ယူဆမိတယ်တကယ်တော့တင်းဟာတန်းထဲမှာစာတော်သူတယောက်ဖြစ်ပြီးစာစီစာကုန်းပြိုင်ပွဲမှာလည်းအမြဲတမ်းလိုပထမဆူရတယ်တငယ်ချင်းတွေနဲ့စကားပြောရင်လည်းသူတို့ဟာတင်ပြောတဲ့စကားကိုစိတ်ဝင်တစားနားထောင်တတ်ကြတဲ့အဲ့ဒီအချက်တွေကိုတင်မေးနေတယ်ဆိုလိုတာကမိမိကိုညံ့တယ်လို့အထင်သေးနေရင်ညံ့တာမှန်ကန်ကြောင်းအထောက်ထားကိုရှာတွေ့နေမှာဖြစ်တယ်လို့ရှိနေတဲ့အရေးချင်းကောင်းတွေကိုလည်းသတိမမူမိပဲဖြစ်နေတယ်ဒီနေရာမှာမေကွန်းတစ်ခုမေးချင်တယ်မိမိကိုညံ့တယ်လို့ထင်နေရင်ဘာအကျိုးဆက်တွေရနိုင်တယ်လဲသင်မဖြေနိုင်ရင်ကိုစားဖြေပေးပါမယ်ညံ့တယ်လို့ထင်နေရင်မိမိတန်ဖိုးထားခြင်းလျော့ကျသွားမယ်နောက်ပြီးအဲ့ဒီလိုထင်ခြင်းဟာသင်ရဲ့အပြစ်အနာစာတွေကိုကုစားပေးတာထက်အားပေးခြင်းကိုတောင်လှုပ်ပေးနိုင်တယ်သင်ကိုတင်လဲဒုက္ခတဲ့သားကောင်တစ်ကောင်လို့ခံစားနေမိမယ်အများကလည်းမိမိကိုအာမကိုပဲခိုးလို့အမြဲတမ်းညီးနေတတ်သူလို့သင်ကိုမြင်ကြပါမယ်အခုလောက်ဆိုရင်မိမိကိုညံ့တယ်လို့အထင်သေးခြင်းဟာမကောင်းတဲ့အကျဉ်းဆိုတာသင်လက်ခံပြီးလို့ထင်ပါတယ်လူတိုင်းကတော့သူတို့ဟာတိုးတက်အောင်လုပ်နိုင်ကြတယ်လို့မြင်တတ်ကြတယ်ဥပမာကျွန်တော်လှုပ်ချင်တာတွေထဲမှာတစ်ခုကပို့ပြီးသီးခန့်တတ်သူဖြစ်လာဖို့ပါမကြကျွန်တော်ဟာဒေါသနဲ့တုံ့ပြန်တတ်တယ်လို့စိတ်ဆိုးလွယ်တယ်အဲ့ဒီလိုဖြစ်လို့ကျွန်တော်ညံ့တယ်လို့အပြစ်တင်နေရင်အခြေအနေကိုပိုဆိုးသွားစေတယ်ကျွန်တော်ညံ့တယ်လို့ညီးတွားနေရင်အခြေအနေကိုတိုးတက်အောင်လုပ်ဖို့ကိုမစင်စားမိဘူးဖြစ်နေမယ်ကျွန်တော်မှတိုးတက်အောင်လုပ်စရာတွေအများကြီးကြံသေးတယ်ဆိုတာကိုသိပြီးရီမှန်းချက်ပန်းတိုင်ဖြစ်တဲ့ပို့ပြီးသီးခန့်တတ်သူဖြစ်ဖို့ကိုစူးစမ်းခြင်းဟာအကောင်းဆုံးပါဒီတော့သင်ပါလို့သင်တယ်လေအမြဲတမ်းတိုးတက်အောင်စူးစမ်းပါသင်အားနည်းချက်တွေကိုအတိအမှတ်ပြုပါဒါပေမဲ့မိမိကိုညံ့တယ်လို့အပြစ်မတင်မိပါစေနဲ့အပြစ်တင်ခြင်းကိုသင်စိတ်ထဲမှာရောတခြားသူတွေရဲ့ရှေ့မှာပါမလုံးမိပါစေနဲ့သင်ရဲ့ငါညံ့တယ်ဆိုတဲ့ညီးတွားတန်ကိုဘယ်သူမှနားမထောင်ချင်ကြဘူးအခုလောက်ဆိုရင်မိမိကိုညံ့တယ်လို့အထင်သေးတဲ့အကျဉ်းဟာမကောင်းဘူးသင်ကိုဖျက်ဆီးတတ်တယ်ဆိုတာကိုနားလဲပြီလို့ထင်တယ်အခုချိန်ကစားပြီးအဲ့ဒီအကျဉ်းကိုရပ်ပစ်လိုက်ပါဒီအကျဉ်းဟာသင်ဘဝရဲ့အဆိုးတွေကိုကုစားမပေးနိုင်တဲ့အပြင်သင်ဘဝကိုပို့ပြီးတော့တောင်ဆိုးလာစေနိုင်ပါတယ်မနှင်းမျိုးပွဲဇလံတွေပြောပြခြင်းကိုရပ်ပါ
ဒီနည်းဟာတအိမ်ထဲမှာတူနေကြသူတွေအတွက်ပါမိသားစုသို့မဟုတ်အတူစုနေကြတဲ့လို့ဖော်ကိုင်ဘက်တငယ်ချင်းတွေဖြစ်နိုင်တယ်အတူနေကြသူတွေဟာအားလုံးဟာအပြင်ထွက်လုံးနေကြတာသို့မဟုတ်တချို့ကအိမ်မှာနေပြီးကြံတချို့ကအပြင်မှာလုံးနေကြတာဖြစ်နိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ်အားလုံးဟာညနေပိုင်းကျရင်အိမ်မှာပြန်ဆောင်ကြတယ်ဒီအခါမှာသူတို့ဟာတနေ့တာကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေကိုအချင်းချင်းပြန်ပြောကြဖောက်တဲ့ချတဲ့ကြတယ်သူတို့ဖောက်တဲ့ချတဲ့စကားတွေထဲမှာခုလိုမနှင်းပြိုးဝဲဇလန်းတွေအကြောင်းအရာတွေပါမှာပါအလွန်ပင်ပန်းတဲ့နေ့တစ်နေ့ဖြစ်ကြောင်းရုံးမှအလုံးများလွန်းလို့တစ်ချက်ကလေးမှမနာရကြောင်းစိတ်တို့ဒေါသထွက်စရာနဲ့ကြုံခဲ့ရကြောင်းအစင်မပြေကတိကအောင်ဖြစ်ခဲ့ရကြောင်းစာနာစိတ်ကင်းမဲ့တဲ့အလုံးရှင်တထေးအကြောင်းနဲ့အိမ်မှာလဲလူကျင်တာကိုမရမနာတောင်းဆိုကြတဲ့ကလေးတွေအကြောင်းစတာမျိုးတွေပါအဲ့ဒါကိုပြောပြခြင်းဟာခင်ပွန်းဇနီးသို့မဟုတ်အတူနေသူတွေကိုကိုချင်းစာနားလဲစေချင်ကြလို့ဖြစ်မှာပါတင်းမှာမိမိရဲ့တနေ့တာကြုံတွေ့ရတဲ့မနှစ်ပြိုးဝဲအကြောင်းအရာအဖြစ်အပျက်တွေကိုအတူနေကြသူတွေကိုပြန်ပြောတတ်တဲ့ဖောက်တဲ့ချတတ်တဲ့အကျင့်ရှိနေရင်အဲ့ဒါဟာအလွန်မှားတယ်လို့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုတာကိုရှင်းပြပါမယ်။ပထမဆုံးအကြောင်းကကျွန်တော်တို့ဟာမိမိချစ်ရသူတွေနဲ့တစ်နေ့လုံးနေမှညနေပိုင်းလေးပဲတွေ့ကြလို့အဲ့ဒီအချိန်လေးဟာအလွန်အဖိုးတန်တယ်။ဒါပေမဲ့ဒီအချိန်လေးကိုမနှိမ့်မြို့ွယ်အကြောင်းတွေကိုပြောပြခြင်းဖြင့်ဖျက်ဆီးပစ်လိုက်ပါတယ်။တာယာကြည်နူးဖွယ်အချိန်လေးကိုစိတ်မချမ်းသာစရာအချိန်အဖြစ်ပြောင်းလဲလိုက်တယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့နေကင်းကကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေပြန်ပြောခြင်းဆွေးနွေးခြင်းတို့ဖြင့်အဲ့ဒီຢာတွေကိုပြန်လဲခံစားရတယ်။ဒီတော့ပြောသူရောနားထောင်သူပါစိတ်ဖိစီးမှုကြောင်ကြမှုနဲ့တောကတွေဖြစ်လာကြတယ်။စိတ်သက်ခွန်အားလည်းဆုပ်ယုပ်ကုန်ခန်းသွားကြတယ်။ဒုတိယအကြောင်းကတနေ့တာမှာအဆိုးနဲ့ကြုံခဲ့ရတာတွေအပေါ်အလွန်အမင်းအာယုံထားပြောဆိုခြင်းကြောင့်ကောင်းတဲ့အဖြစ်အပျက်တွေကိုမပြောမိတော့ဘူးခေါင်းထဲမှာပေါ်မလာတော့ဘူးဒီတော့ပြောသူမှာအကောင်းမြင်စိတ်ဓာတ်ထက်အဆိုးမြင်စိတ်ကပိုပြီးလွှမ်းမိုးနေတဲ့အကျိုးဆက်အဖြစ်ပြောသူမှာရောနားထောင်သူမှာပါစိုးရိမ်ခြင်းစိတ်ညှိုးငယ်ခြင်းစိတ်တို့ခြင်းတွေဖြစ်လာတယ်တကယ်လို့သင်ရဲ့မနှိမ့်ပြဝဲဇလန်းတွေပြောပြနေခြင်းကိုလုံးဝရက်ဆိုင်လို့မရဘူးဆိုရင်တော့လျှော့ချလာရမယ်ပြီးတော့ကောင်းတဲ့အဖြစ်အပျက်တွေကိုပြောပြမယ်ဆိုရင်ချက်ချင်းလိုပဲသင်ဘဝဟာမျက်လှည့်ဆန်ဆန်ကျေနပ်ပျော်ရွှင်စရာဖြစ်လာတာကိုမြင်တွေ့ရမှသိချပါတယ်ဘဝရဲ့ကောင်းတဲ့ဖြစ်ရပ်တွေချစ်ခင်ခြင်းကျင်နာခြင်းကုညီခြင်းစတဲ့အဖြစ်တွေကိုပြန်တတိယလာပြီးသင်ရဲ့ကိုယ်ဘဝကိုခုံယူလာမယ်စိတ်သက်ခွန်အားတက်လာမယ်မကောင်းတာတွေထက်ကောင်းတာတွေကိုပို့ပြောရင်သင်ချစ်ရတဲ့သူတွေလည်းအဲ့ဒီလိုလိုက်လို့လာကြမယ်ဒါဆိုရင်သင်တို့ချင်းချင်းရဲ့ဆက်ဆံရေးမှာတကားအသစ်တွေပွင့်လာမယ်စိတ်ဝင်စားစရာအသစ်တွေကိုမြင်တွေ့လာရပါမယ်ကျွန်တော်ခုလိုပြောပြလို့သင်ရဲ့ချစ်ရသူတွေကိုတနေ့တာဖြစ်ခဲ့ရတာတွေထဲကအဆိုးတွေကိုလုံးဝမပြောရဘူးလို့မဆိုလိုဘူးမနှစ်ပြိုးဝယ်ဖြစ်ခဲ့ပေမဲ့လည်းတကယ်အရေးကြီးတဲ့ကိစ္စဆိုရင်တစ်ဖက်လူသိအောင်အသီးပေးပြောပြဖို့လိုအပ်တယ်တကယ်ဆိုလိုတာကတကယ်အရေးကြီးတာမဟုတ်တဲ့မနှိမ့်ပြိုးဝဲဇလန်းတွေကိုအလွန်အကျွံမပြောမိအောင်စင်ကျင်စေခြင်းပါတကယ်တော့အဲ့ဒီလိုမနှိမ့်မျိုးဝဲဇလန်းတွေကိုပြောပြတာဟာတစ်ဖက်သူစိတ်မချမ်းသာစေခြင်းလို့မဟုတ်ဘူးရိုးရိုးတသားပြောလိုက်တာပါအဲ့ဒီလိုပြောလိုက်ရရင်ရင်ထဲမှာပေါ်သွားမယ်စိတ်ညစ်တာစိတ်မရွှင်လန်းတာတွေရောနေပပျောက်သွားမယ်ထင်လို့ပါဒါပေမဲ့တကယ်လက်တွေ့မှာတော့နေကင်းကအကြောင်းတွေကိုပြောရင်းနဲ့အဲ့ဓာတွေကိုမျက်စိထဲမှာပြန်မြင်ရောင်လာလို့ပိုပြီးစိတ်မချမ်းမသာဖြစ်ရတယ်ခုလောက်ဆိုရင်မနှိမ့်မျိုးဝဲဇလန်းတွေပြန်ပြောပြခြင်းဖောက်တဲ့ချခြင်းဟာမကောင်းဘူးဆိုတာကိုနားလေသဘောပေါက်ပြီးလို့ထင်တယ်တကယ်လို့သင်မှတကယ်လေအရေးမကြီးတဲ့မနှိမ့်မျိုးဝဲဇလန်းကိုပြောပြခြင်းစိတ်တားဆီးမရဖြစ်နေရင်ကိုဒီမေးခွန်းလေးတွေကိုမေးကြည့်လိုက်ပါဒီဖြစ်ပျက်ကိုပြောပြလိုက်ရင်နားထောင်သူကိုအားတက်သွားစေမလားသို့မဟုတ်စိတ်ညစ်သွားစေမလားကျွန်တော်တို့ကိုချစ်ရသူတွေနဲ့ပို့ပြီးနီးကပ်စေမလားရင်းနှီးမှုပိုရစေမလားဒါဆိုရင်မနှိမ့်မျိုးဝဲဇလန်းတွေကိုပြောသိမပြောသိသင်ဆုံးဖြတ်နိုင်မှာပါ
ဒါကြောင့်အကောင်းဆုံးကြံပေးချင်တာကအခုချိန်ကစပြီးတင်ချရသူတွေကိုအဲ့ဒီမနှင်းပြိုးဝဲဇလန်းတွေကိုပြောပြချင်စိတ်ပေါ်လာရင်မပြောမိအောင်စိတ်ကိုအတန်းနိုင်ဆုံးချုပ်တီးပါမပြောဘဲနှုတ်ဆက်နေလိုက်ပါအဲ့ဒီစကားတွေကိုသိရင်ထဲမှာပဲတိမ်ထားလိုက်ပါအဲ့ဒီလိုလုံးနိုင်မယ်ဆိုရင်တင်တဲ့အတူနေသူတွေမိသားစုအပါအဝင်ကြုံတွေ့နေရတဲ့စိတ်ဆင်းရဲမှုစိတ်ညစ်စိတ်ပြတ်မှုစတာတွေကိုကုစားပေးတဲ့စေနီးကိုရှာတွေးလိုက်ရတာပဲလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုခံစားရမယ်ဆိုရင်ခေါမန့်မှာရေးခဲစေချင်ပါတယ်ကျမကိုအားပေးသောစာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာစန္ဒာတွေပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်ဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်